အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် share လုပ်ပြချင်တာကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ဒီ software app လေးကိုကျွန်တော်တို့ကနှစ်ခုခွဲပြီးတော့သုံးပြချင်တယ်ဘယ်လိုလုပ်ရမလဲလို့မေးထားတဲ့မိတ်ဆွေတွေအတွက်ဒီကနေ့ကျွန်တော် share လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိသုံးပြနေတဲ့ဖုန်းကတော့နမ်မီဖုန်းဖြစ်ပြီးတော့တခြားဖုန်းလေးမှာလည်းသုံးပြလို့ရတယ်နော်မေးထားတဲ့မိတ်ဆွေတွေလည်းအရင်ကများတာဖြစ်တဲ့အတွက်ဒီကနေ့ကျွန်တော် share လုပ်ပြမှာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုရင်ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ miss တွေအတွက်တကယ်ကိုကြိုးရှိမယ်ဆိုရင်မသိတဲ့သူတွေအတွက်လည်းပြန်လည် share သွားပေးဖို့ကျွန်တော်ကတောက်ဆိုချင်တယ်ဗျာ okay ဒါဆိုကျွန်တော်တို့စားလိုက်ရအောင်ပေါ့နော်ရှင်ဦးဆုံးကျွန်တော်တို့ရဲ့ software လေးကိုတစ်ခုပွားပြီးသုံးပြချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုနှိပ်သွားပေးရမှာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုကျွန်တော် setting တွေနှိပ်သွားမယ် okay setting နဲ့ရောက်ပြီဆိုတော့ကျွန်တော်တို့ကပေါ်တယ်နဲ့ဆွဲလိုက်ပါခင်ဗျာokay ဒီမှာ APPS ဆိုဒီနေ့ပြရမှာဖြစ်ပါတယ်ဗျာ okay ပြီးရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာ minute s ဆိုတဲ့နေရာလေးကိုကျွန်တော်ထပ်နှိပ်ပေးပါ okay ကျွန်တော်မိတ်ဆွေတွေဒီနေရာလေးတခြားလေးကြည့်ပြီးလို့ပေါ့နော်ကျွန်တော်တို့ software လေးအကုန်လုံးတစုတစည်းရှိတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုဒါကတော့ဖုန်း setting တိုင်းမှာပါတာဖြစ်ပါတယ် okay ဒါဆိုရင်ဒီလိုမျိုးနေရာလေးရောက်သွားပြီဆိုတော့ဒီ layer ပေါ့နော်ဒီစာတန်းလေး s ဆိုတဲ့နေရာလေးကိုထပ်နှိပ်မယ်ဒီနေရာမှာမိတ်ဆွေတို့ကကိုမ software ကိုပွားချင်တာလဲပေါ့နော်ပွားချင်တဲ့ software ကိုကျွန်တော်တို့ဒီဘက်မှာ clone လေးဖွင့်ပေးလိုက်ရပြီနော်ဒီမှာကျွန်တော်ပုံမှန်ပြတာတက်တော့ဒီမှာကျွန်တော် clone လေးဖွင့်ပေးလိုက်တာ ਨੇ နှစ်ခုပွားပြီးတော့သုံးပြလို့ရပြီဖြစ်ပါတယ်ဗျာ okay ဒါကတော့ကျွန်တော် Redmi Xiaomi သုံးပြနေတဲ့ဖုန်းလေးတွေဖြစ်ပါတယ်တကယ်လို့ Vivo သုံးပြနေတဲ့သူတွေလက်ကြတော့ကျွန်တော်အကောင့်မှာတင်ထားပေးတယ်နော်ကျွန်တော်ဘယ်လိုပွားရမလဲဆိုတော့တခြားဖုန်းလေးမှာပွားလို့များတဲ့ဖုန်းလေးမှာလည်းကြတော့ software သုံးပြပြီးတော့ပွားလို့ရတာဖြစ်ပါတယ် okay ဘာ software လဲဆိုကျွန်တော်ပြပေးမယ်ကျွန်တော်ပြင်ပြထွန်းမယ်ဗျ okay ဒီ software ပဲဖြစ်ပါတယ်ပြီးဆိုလို့ဒီ software ကို Play Store မှာသွားပြီး download လုပ်လိုက်နော်ဒါဆိုရင်ကျွန်တော် Play Store ထဲဝင်ပြပေးမယ် okay ပြီးရင်အောက်ဆို set bar ကိုနှိပ်မယ်ပြီးရင်ဒီပေါ်ဆို set bar မှာ okay ဒီမှာပါကျွန်တော်မိတ်ဆွေတွေဒီ software လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ဒီ software လေးကို install လုပ်လိုက်ပါကျွန်တော်ကတော့ install လုပ်ရတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကျွန်တော်မလုပ်ပြတော့ဘူးပေါ့နော်ဒါဆိုရင်ဒီ software ထဲမှာသူပြရမယ့်နေရာလေးကိုကျွန်တော်ပြောပြပေးမယ်ဒါဆိုရင်ကျွန်တော်ပြင်ပြထွန်းမယ်ဗျတခြားလေး Play Store မှာတော့ download လုပ်လိုက်နော် okay ဒါဒီ software လေးကျွန်တော်ဝင်ပြမယ်သူကဒီ software ထဲစောင့်ဝင်တာနဲ့ permission လေးတွေတောင်းတယ်နော်သူနှိပ်ခေတာကလည်းကျွန်တော်တို့နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီဆိုရင်ရပြီနော်ဒီမှာကျွန်တော်တို့ကဒီ software ထဲမှာပဲသူပြလို့ရမှာဖြစ်ပါတယ်ဟောတွေ့လားအခုကျွန်တော်ပွားလာတာဖြစ်တယ်မိတ်ဆွေတို့အရင်ကကိုယ့်ရဲ့ personal Telegram လဲကြတော့ကျွန်တော်တို့ကအရင်ဖုန်းနံပါတ်နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်နောက်ထပ်အသက်ကျွန်တော်တို့ကပြန်ပွားခြင်းလေဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်အသစ်နဲ့ပြန်ပြီးတော့ပွားပြီးဒီ software ထဲမှာသွင်းပြလို့ရတယ်နော် okay ဒီမှာသူကတော့ permission တွေတောင်းတယ်ဒီမှာနှိပ်ပေးလိုက်ပါတော့ဒါနေရာမှာကျွန်တော်တို့ကဖုန်းနံပါတ်ထည့်ပေးရမယ်ပြီးရင် password တွေထည့်ပြီးတော့မိတ်ဆွေတို့အရင် Telegram ဖွင့်ထားတယ်လို့ပဲကျွန်တော်တို့အသစ်ပြန်ဖွင့်ပြီးတော့သုံးပြလို့ရတာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုရင် software ကဘယ်လိုပွားရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အောက်ဆုံးမှာပေါင်းတော့ခဏလေးချင်းနှိပ်ပါဒီနေရာမှာမိတ်ဆွေကိုပွားခြင်းတဲ့ software ကိုကျွန်တော်တို့ကအရင်ဆုံးနှိပ်လိုက်နော်ရုံးဆုံးနှိပ်လိုက်ကျွန်တော်ဥပမာအနေနဲ့လုပ်ပြပေးမယ်ဆိုတော့ကျွန်တော်ကဒီ software လေးကျွန်တော်လုပ်ပြပေးမယ်နော်ဒါလည်းကျွန်တော်ချင်းနှိပ်မယ်ချင်းနှိပ်ပြီးရင်ဒီအောက်ဆုံးပြရုံစာတန်းလေးချင်းနှိပ်မယ်ပြီးရင်ကျွန်တော်ကြော်ညာဝင်မှာဖြစ်တယ်ဒါဆိုရင်ဒီဖခင်ဟာလည်းချင်းနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီမှာတွဲလာပြီနော်ဒီမှာတွေ့တယ်နော်ကျွန်တော်မိတ်ဆွေတွေ့တယ်နော်ဒီမှာနှစ်ခုဖြစ်သွားပြီနော်ခဏကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတာလည်းခုဒီမှာရှိတာလည်းခုမိတ်ဆွေတို့တကယ်လို့ကိုနှစ်ခုပွားပြီးသုံးယူချင်တယ်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာနှစ်ခုပွားလို့မရဘူးဆိုရင်တော့ဒီ software လေးသုံးပြီးတော့နှစ်ခုပွားပြီးသုံးပြလို့ရတာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုရင်နားလဲသဘောပေါက်မယ်ထင်ပါတယ်တကယ်လို့နားမလည်တာရှိရင်မေးတာခဲ့လို့ရတယ်နော်ကျွန်တော်ကတော့ဒီပညာမျှဝေနေသူဇော်တော်ပဲဖြစ်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ